ခါပဲသုံးပြီးလွှင့်ပစ်လိုက်ရမယ့်အင်တာသုံးစက်ကူတလိပ်ကိုမြန်မာငွေသိန်းပေါင်း4000ကျော်ပေးဝယ်ရမယ်ဆိုရင် brother တို့ယုံနိုင်မှာတော့မဟုတ်ပါဘူးဒါတွေကဟာတာပြောနေရမဟုတ်ပဲကမ္ဘာချမ်းသာဆုံးဘီလီယံနာတွေပဲပိုင်ဆိုင်နိုင်ပြီးတာမန်လူတွေရဲ့စိတ်ကူးထဲမှာတောင်တွေးဘူးမှမဟုတ်တဲ့ကမ္ဘာဈေးကြီးဆုံးနဲ့စံပြဆုံးအရာ၃ခုအကြောင်းကိုခက်မြက်မြန်လေးစလိုက်ကြပါတကဘာလုံးအံ့ဩတုန်လုံးသွားစီခဲ့တဲ့အရာကတော့သုံးပြီးရင်လွှင့်ပြရမယ့်ရွှေအင်တာသုံးစက်ကူ Goran Thailand Paper ဖြစ်ပါတယ်ဩစတြေးလျနိုင်ငံကကုမ္ပဏီတစ်ခုဟာ20လီကာရဲ့ရွှေပြားစစ်စစ်တွေကိုအလွာလိုက်တည်သက်စွာပေါင်းစပ်ပြီးဒီအင်တာသုံးစက်ကူလေးကိုထုတ်လုပ်ခဲ့တာပါပိုပြီးပတ်သက်အဟောင်းသားပြရမယ့်အချက်ကတော့ဒီရွှေအင်တာသုံးစက်ကူတစ်လေးရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ1.3 သိန်းကျော်မြန်မာငွေနဲ့တွက်မယ်ဆိုရင်သိန်းပေါင်း4000ခွဲကျော်အထိတန်ကြီးရှိပြီးဝယ်ယူလိုက်တဲ့သူစီကတော့ဟိုတယ်ကနေရှမ်ပိန်ပလင်းနေနဲ့အထိလာရောက်ပို့ဆောင်ရတဲ့အထိဝန်ဆောင်မှုပေးရတာပါအင်နာသုံးစက်ကူတောင်ဒီလောက်ဈေးကြီးနေရင်လူတွေနေတိုင်းမရှိမဖြစ်တောင်းနေတဲ့ရေတန်တပူးရဲ့ဈေးနှုန်းရောဘယ်လောက်ထိယူသွတ်ဖို့ကောင်းနေမလဲဆိုတာမျက်တော်မခက်ပဲစက်ကြည့်လိုက်ကြအောင်ဒုတိယမြောက်ရာကတော့တပူးကိုသိန်းထောင်ကြီးပေးရတဲ့ Aquati Cristolo လို့ခေါ်တဲ့ကမ္ဘာဈေးကြီးဆုံးရေတန်ပူးပဲဖြစ်ပါတယ်ဒီတန်ပူးရဲ့စံချိန်တင်ဈေးနှုန်းကတော့950မီလီလီတာတပူးကိုအမေရိကန်ဒေါ်လာ6000မြန်မာငွေနဲ့ဆိုရင်တော့သိန်းပေါင်း2000ကျော်ပေးရတာပါဘူးကွင်းကို20လီကာရဲ့ရှေ့စစ်တွေနဲ့ပဲကမ္ဘာကျော်ဒီဇိုင်နာကထုစစ်ပုံပေါ်ထားတဲ့အပြင်အထဲမှာရှိတဲ့ရေဟာလည်းကမ္ဘာအကြီးလင်းဆုံးရေစမ်းတွေကနေယူထားပြီးထူးခြားတဲ့အနေနဲ့ရေထဲမှာ20လီကာရဲ့ရွှေမုံ9မီလီဂရမ်ကိုပါထည့်သွင်းဖြူပေးထားတာဖြစ်ပါတယ်။တောက်တဲ့ရေထဲမှာတော့ရွှေမုံတွေဖြူပြီးတောက်ကြတဲ့ဒီလိုဘီလီယံနာတွေတထေးကြီးတွေနေထိုင်တဲ့အင်ကြီးအိမ်ကောင်းတွေကပေါ့ကမ္ဘာပေါ်မှာဘယ်လောက်ထိခန်းထားထဲဝါနေမလဲနောက်ဆုံးနေရာတော့အားလုံးပါစံဟောင်းသားဖြစ်သွားပါလိမ့်မယ်ဟုတ်ပါတယ်နောက်ဆုံးဈေးကြီးဆုံးအရာကတော့ကမ္ဘာဘီလီယံနာတွေတောင်ငေးမောကြီးရတဲ့အိန္ဒိယတထေးကြီးမူကတ်အမ်ဘာနီပိုင်ဆိုင်တဲ့ Antrilia လို့ခေါ်တဲ့29တက်ရှိတဲ့ကိုပိုင်စိန်ခံအိန္ဒိပဲဖြစ်ပါတယ်ဒီဆောင်းကြီးဟာမြင်းကလေးနဲ့ Aris Dasky ထိခံနိုင်အောင်ဆောက်လုပ်ထားပြီးအင်ဂျီတစ်လုံးရဲ့တန်ကြီးဟာအမေရိကန်ဒေါ်လာ2ဘီလီယံမြန်မာငွေသိန်းပေါင်းတန်းကြီးတဲ့အထိတန်ကြီးရှိပါတယ်ဒီအင်ဂျီထဲမှာရဲဟင်ခွင်3ခုကားစီပေါင်160ကျော်စံတဲ့ကိုပိုင်ကားအပြင်အိန္ဒိယရဲ့ပူပြင်းတဲ့ရာသီဥတုတန်ကိုမခံရဘဲနှင်းနေကြနေတဲ့ခံစားချက်မျိုးပေးနိုင်တဲ့နှင်းခမ်းမှာ snow room ကိုပါထည့်သွင်းတိစောက်ထားပြီးဒီအင်ဂျီကိုထိန်းသိမ်းမှုအတွက်ဝန်ထမ်းအင်အား600ကျော်ကိုလစာအပြည့်နဲ့ခန့်အပ်ထားတာပဲဖြစ်ပါတယ်။ brother တို့ဆိုရင်အခုပြတဲ့ဈေးကြီးဆုံး3ခုတွေကဘယ်အရာကိုအမြင်ကျင်ဆုံးလဲပိုင်ဆိုင်ခြင်းဆုံးလဲတကယ်လို့များပိုက်ဆံတွေအကန့်အသတ်မရှိရှိလာမယ်ဆိုရင်ရောပထမဆုံးဝယ်ပြစ်မဲ့အရာကဘယ်အရာဖြစ်နိုင်မလဲဆိုတာ comment မှာပြောပေးသွားပါအောင် thank you ပါ